အားလုံးပဲမင်္ဂလာပါဝါဆုံနိုဘယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရဲပြန်နေလိုက်လွင့်မယ်ဆိုတဲ့စာစဉ်လေးရဲ့အခန်း34 35 36ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရဲပြန်နေလိုက်လွင့်မယ်အခန်း34မင်းမီကိုရှားနေရလားရှားစရာမလိုဘူးသူမင်းနောက်မှာရှိနေအကိုဝင်ပလေးကချီအောင်တန်းတို့ဗီဒီယိုကောနောက်တစ်ချိန်ခေါ်လိုက်သည်ထင်ထားသည့်အတိုင်းပင်ချီအောင်ကထပ်မံရင်းပယ်လိုက်သည်တောက်ကျိုးနဲ့လေးဆောင်မှုမရှိဘူးလားထို့ကြောင့်သူနောက်တစ်ချိန်ထပ်ခေါ်လိုက်သည်ချီအောင်ကနောက်ချိန်ညင်းပယ်လိုက်ပြန်သည်သူလေးငါးချိန်ဆက်တိုက်ခေါ်ခဲ့တော့လေအားလုံးချီအောင်ကညင်းပယ်ခဲ့သည်ဤဖြစ်ကအကိုဝင်ပလေးကိုအလွန်မျက်နှာပြက်စီလေသည်အကိုဝင်ပလေးဒီကောင်ကတော်တော်ဟန်ဆောင်ကောင်းတာပဲသူ့ကိုမဆုံးမသင့်ဘူးလားအပြင်မှာတကယ်တွေ့ပြီးရှင်းပြလိုက်ဒါဘလို့သိခံနိုင်ပါလဲငါတို့ပြင်မှာသွားတွေ့ပြီးရင်ဆိုင်ရမယ်ဒီကောင်ကအကိုဝင်ပလေးကိုနည်းနည်းမှမျက်နှာမပေးသင့်ဘူးအကိုဝင်ပလေးပြိတ္တများအားလုံးရင်မောကြပြီးနောက်မီးလောင်အားလေးပင်ပေးကြသည်ပွဲကြီးပြိတ္တများအနေနဲ့သူတို့ကကိစ္စများလက်လွန်သွားမျိုးမကြောက်ကြပဲကိစ္စများမကြီးကျယ်လာမျိုးသာကြောက်ကြသည်ပို့ပြီးပွဲစီလေးပိုကောင်းလေးပဲအကိုဝင်ပလေးပြိတ္တများအားလုံးမှာသူနှင့်တူသောလူစားမျိုးများဖြစ်ပြီးပွဲကြီးရတာကြိုက်ကပါဝင်ပတ်သက်ရမည်ကိုလည်းစိတ်ဝင်စားကြသူများဖြစ်သည်ညီကိုတို့စိတ်ပြတ်ကြပါနဲ့ငါဘ누구မှအလွယ်တကူအနိုင်မကျင့်ဘူးကြည်နေငါသူ့ကိုမျက်နှာနည်းနည်းပေးလိုက်မယ်သူကသဘောမတူဘူးဆိုရင်တော့သူဤညာလက်ဖြင့်ပြောင်းချောသောခေါင်းပုတ်တရင်ဝင်မလေးမျက်နှာမှာကျဉ်းကျုပ်မှုများဖြင့်ပြင်းနေနေသည်လိုက်လွင့်ခဲ့သောလအနေငယ်အတွင်းသူဟာသူ့ကိုမျက်နှာပေးသောလိုက်လွင့်သူများစွာနှင့်တွေ့ကြုံခဲ့မှုသည်အဆုံးသတ်တွင်သူဟာထိုလူများကိုအပြင်တွင်လိုက်ရှာ၍ဆုံးမခဲ့လေသည်ထို့ကြောင့်စထရီမာရဝတ်နှင့်အကိုဝင်မလေးအကြောင်းသိသူများသည်သူ့ကိုဂလန်ကဆက်မလုပ်ရဲကြပေအကိုဝင်မလေးသည်ဒုစရိုက်အတိုင်းဝိုင်းတွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်သည်ကဲ၍သူ့ကိုယ်ဤသာအဖမ်းမခံခဲ့ရလျှင်သူလိုက်လွှင့်သည့်အလုပ်ကိုလာလုပ်မည်မဟုတ်ပေမူလအကိုဝင်ပလင်မှာသူ၏မျိုးတွင်တစ်နေ့လုံးဘာမှမလုပ်ဘဲနေသောလူမိုက်တစ်ယောက်သာဖြစ်သည်နောက်ပိုင်းတွင်သူဟာသူ့ဇနီးနှင့်တွေ့ဆုံခဲ့သည်သူအိမ်အောင်ကြပြီးနောက်ကံကောင်းမှုများရောက်ရှိလာပြီးအကိုကြီးနှင့်တွေ့ဆုံခဲ့သည်သူ့ကိုကြီးနှင့်တွေ့ဆုံပြီးကတည်းကသူလုံးဝအောင်ကောင်းစားသွားတော့သည်ဒေတာတွင်နမဲကြီးလူမိုက်တစ်ယောက်ဖြစ်လာခဲ့သည်ပြီးခဲ့တဲ့နှစ်ကသူ့ကိုကြီးဖမ်းခံရပြီးထိုမှုတွင်သူလည်းပါဝင်ပတ်သက်ခဲ့သည်ရင်းကြောင့်ပဲသူဟာသူ့ဘဝတော့ဆုံးပြီဟုထင်ခဲ့သည်သို့တော်ညာသူဟာလွတ်မြောက်ခဲ့ပေသည်ထိုအခါမှာအကိုဝင်ပလေးကသူသည်ကံတရားရွေးချယ်ထားသောသားတော်ဖြစ်လိမ့်မည်ဟုခံစားလိုက်ရသည်ပထမအကိုကြီးထောင်ချသွားပြီးနောက်သူဟာနောက်ထပ်အဆန်းထက်တော့အကိုကြီးတယောက်နဲ့တွေ့ဆုံခဲ့ပြီးသူကသူ့ကိုလိုက်လွှင့်သည့်အလုပ်ကိုသင်ပေးခဲ့ကအရင်အထက်ပုံမွေးငွေရှာနိုင်ခဲ့သည်ထို့ကြောင့်လည်းသူသည်ရခင်ထက်ပို၍မာနကြီးလာလေသည်ယနေ့တွင်ချင်းတန်းရှိမိရှိအကောင်ဟာသူနှင့်ဗီဒီယိုကောပြောရင်အချိန်ချင်းညှင်းဆန်နေသည်မှာသူ့ကိုအလိုမကြည့်မနှက်ဖြစ်စေခဲ့သည်မင်းဟန်ဆောင်နေရပဲငါမင်းကိုပတ်စံနဲ့ပေါက်တတ်မယ်အကိုဝင်ပလေးကလိုက်လွင့်ခြင်းကိုနားလေသည်မဟုတ်လေသူလအနေငယ်အတွင်းထိတ်တန်းလိုက်လွင့်သူတယောက်ဖြစ်လာမည်မဟုတ်ပေချင်းတန်းရှိကသူ့ကိုဗီဒီယိုကောပြောရင်ညှင်းဆန်သည်မှာလက်ဆောင်မလုံလောက်သောကြောင့်ဖြစ်ရမည်သို့တော့သူဟာထိုတယောက်အားလက်ဆောင်များပေးရန်တော့စိတ်မပါပေထို့ကြောင့်ဝင်ပလေးကအကြံတစ်ခုထိုးလိုက်သည်သူဟာချင်းအောင်လိုက်တဲ့တွင်စာဆောင်ပို့လိုက်သည်လိုက်လွင့်သူငါနဲ့ဗီဒီယိုကောပြောပြီးငါ့ကိုတစ်ခုပြောပြကိစ္စပြီးရင်မင်းကိုစူပါဒုံးပြန်အစင်း90ကျော်ပစ်ပေးမယ်စူပါဒုံးပြန်အစင်း90သစင်းကိုယွမ်3000ကုန်ကြသည်အစင်း90ဆိုရင်3,500ဖြစ်သည်အကိုဝင်ပလေးကတော့ထိုပမာဏကိုပေးမည်မဟုတ်ပေသူဟာသူ့ရည်မှန်းချက်ကိုအောင်မြောင်လှုပ်ချင်ရုံသာဖြစ်သည်ပေးချင်ရန်စိတ်ကူးလုံးဝမရှိပေသို့တော့သူဟာချင်းအောင်စိန်ခေါ်ခဲ့၏ဟေးကိုဟာလက်ခံလိုက်ပါဒါကစူပါသုံးမြန်အစင်း90တောင်နော်3,500တောင်ခမရ9,000ဝယ်ရမှာအရှုံးမရှိဘူးဟုတ်တယ်ကိုဟာသူ့ကိုဗီဒီယိုကောခေါ်ပြီးသူဘာတွေလှုပ်ချင်နေလဲကြည့်လိုက်ဒီကောင်ကရန်လာရှာတာဆိုပေမဲ့ငါတို့ကသူ့မကြောက်ပါဘူးကိုဟာသူဘာတွေလှုပ်ချင်နေလဲကြည့်လိုက်ပါစ
စူပါသုံးပြည့်အစင်90မှာအလွန်မြတ်ပြသည်ချီအောင်လိုက်ထဲမှာပရိသတ်များအလုံးကချီအောင်ကိုသူနှင့်ဗီဒီယိုချိတ်ဆက်ကြည့်ဖို့တောင်းဆိုကြသည်စူပါသုံးပြည့်အစင်90ငွေသား9000ခွဲငဲဝင်နေဆို85ကျပ်ပဲမနေ့ကလိုင်းလွင်တော့လက်ဆောင်တွေငဲဝင်60ကျော်ရခဲ့တယ်ခန်းသည်ကဒီနေ့နောက်ထပ်ငဲဝင်20ပေးတခြားသူတွေစီကလက်ဆောင်တွေကလည်းငဲဝင်20လောက်ရှိလောက်မယ်ပြောရရင်ငါမှအခုငဲဝင်130လောက်ရှိနေပြီဒီကောင်ကငါ့ကိုငဲဝင်85ကျပ်ပေးအရာရှိရာလို့ဝယ်ဖို့ပတ်စံလုံလောက်သွားပြီမဟုတ်သေးဘူးဖန်ထုံနဲ့လင်တုံးငဲဝင်20ပေးရအောင်မယ်ဒါပေမဲ့20လောက်ကတော့အေးအေးဆေးဆေးပါပဲမူလာချေအောင်သည်အကိုဝင်ပလွေတောင်းဆိုမှုကိုလက်မခံမှုစဉ်းစားတော့ညာပရိသတ်များ၏တောင်းဆိုမှုသူမလွန်ဆန်နိုင်ခဲ့ပြီလိုက်လွင်ခြင်းဆိုသည်မှာဤသို့ပင်ဖြစ်သည်ကောင်းမွန်သောလိုက်တစ်ခုလိုခြင်းလင်ပရိသတ်များကိုကျင့်နှံ့အောင်လုပ်ပေးရမည်ပရိသတ်များသည်ဆွေမာတို့ဟာထမင်းကျွေးသောကျေးဇူးရှင်များဖြစ်သည်မဟုတ်ပါလားအကျိုးပြစ်များကိုချိန်ဆပြီးနောက်ချီအောင်ကထိုတောင်းဆိုမှုကိုသဘောတူလိုက်သည်ဝင်ပလီယာလက်ဆောင်မပေးလျင်ရောထို့သောဖြစ်မိကိုတော့ချီအောင်ကမကြောက်ပေမင်းကငါ့ကိုလက်ဆောင်မပေးမင်းမှာဘိုးဝေးတွေရှိသေးရဲ့လေအချိန်တန်မင်းဘိုးဝေးတွေကိုမင်းနဲ့စကားပြောခိုင်းလိုက်မယ်မင်းကျွေးမဆက်ပဲနေရမှာငါမကြောက်ဘူးချီအောင်ကချစ်ချင်းအကိုမလေးတန်ဘီယိုကိုခေါ်ဆိုလိုက်သည်ညီကိုတို့မြင်ကြလားဘာလို့ဟန်ဆောင်နေကြရလဲသူဘလို့လူစားမျိုးလဲဆိုတာငါတကွက်ထဲနဲ့ပြောနိုင်တယ်ငါရင်ကပြောခဲ့တဲ့စကားအတိုင်းပဲဒီလောကမှာငါကိုဝင်မလို့ညီရတဲ့ကောင်မရှိဘူးချီအောင်ဘီယိုကိုခေါ်ဆိုမှုကိုမြင်ပြီးနောက်အကိုဝင်ပလေးကကြွားလုံးထုတ်တော်သည်မိုက်တယ်အကိုဝင်ပလေးကတော်လိုက်တာခမရရဲ့အစင်90စူပါဒုံးမြေဝဲကြည့်ကျင်နေရသူကတော်တော်မိုက်တယ်ထင်းနေရတကယ်တော့လောဘကြီးရဲ့ကောင်ပဲပြီးခဲ့တဲ့တစ်ခေါက်ကအကိုဝင်ပလေးကဒီနီးလဲနဲ့ပဲလိုင်းလွှဲနဲ့မိန်းကလေးတယောက်ကိုအဝတ်တွေချုပ်ခိုင်းပြီးလိန်ခဲ့တာနောက်ဆုံးတော့တပြားမှမပေးပဲထွက်ပြေးသွားတယ်အကိုဝင်ပလေးကောင်းတယ်တကယ်ဟုတ်လားတောက်ဟန်ဆောင်မှုစ조사နေတဲ့ငတုံးတယောက်ပဲအကိုဝင်ပလေးမြန်သူ့ကိုချိတ်ဆက်ပြီးစကားပြောလိုက်ဟာအကိုဝင်ပလေးကဒီကောင်ဘလို့ဆုံးမမလဲဆိုတာတကယ်ကိုမျှော်လင့်နေပြီအကိုဝင်ပလေးပြိတ္တများမှာအကိုဝင်ပလေးလိုက်ကိုအချိန်ကြာမြင့်စွာကြည့်ရှုလာခဲ့ကြသည်အလျောက်စိတ်လှရှားလာကြသည်အကိုဝင်ပလေးကဤချင်းတန်းရှိကိုစူပါဒုံးရဲ့အစင်90လက်ဆောင်ပေးမိမဟုတ်ကြောင်းသူတို့သိကြ၏သူကလက်ကားတစ်ခုရအောင်ယူပြီးနောက်ထွက်သွားမည်ဖြစ်သည်ဂရိမတိသောကြောင့်လူများသူ့ကိုဝေဖန်ကြမည်ဖြစ်တော်လဲရင်းကပင်အကိုဝင်ပလေးအတွက်နမည်ကြီးမှုများစွာကိုဆောင်ပေးလာနိုင်သည်မှာတန်တရားဖြစ်ဖွယ်မရှိပေနှစ်ဖက်ဗီဒီယိုကောချိတ်ဆက်လိုက်ကြသည်ချီအောင်ကအကိုဝင်ပလေးကိုပထမဆုံးချိန်မြင်လိုက်သည်နှင့်ထို့သူမှာလူကောင်းတယောက်မဟုတ်သည်ကိုသိချသိလိုက်သည်တတူးထူးတာကိစ္စမရှိတော့လဲလဲရင်းနှင့်ပဇွန်ဦးချောင်းနှင့်သူသောအနက်အွန်လိုင်းတစ်ခုကိုတတူးထိုးထားသည်ကိုမြင်သည်နှင့်လူမိုက်တယောက်ဖြစ်ကြောင်းသိနိုင်လေသည်ညီလေးငါ့ကိုဘီယိုကိုခေါ်တာဘာကိစ္စရှိလို့လဲချီအောင်ကမေးလိုက်သည်ဝင်ပလီကသူ၏နှခမ်းတောင်ကိုမြင်ကခက်ရဲ့ပြောလေသည်ဘာမှမဟုတ်ပါဘူးမကြသေးခင်ကငါအိမ်မက်တွေမက်နေလို့အိမ်မက်ထဲမှာငါမေကငါမိမကြောင့်အမြဲတမ်းပြောနေဒါပေမဲ့ငါနိုးလာတဲ့အခါ तू ဘာပြောသွားလဲဆိုတာငါမှတ်မိတော့ तू ငါမိမအကြောင်းပဲပြောနေရဲဆိုတာပဲမှတ်မိရဲ့ညီလေးမင်းကသိပြီးသားမဟုတ်ဘူးလားမင်းငါမေကိုရှာပြီး तू ငါ့ကိုဘာပြောချင်လဲဆိုတာမေးပေးလို့ရမလားအကိုမလေးပြောခဲ့သည်မှာလုံးဆက်တစ်ခုမဟုတ်ပေတကယ်ဖြစ်မှန်ဇလန်တစ်ခုဖြစ်သည် သူ့ဇနီးနဲ့လက်ထပ်ပြီးကြတဲ့ကွယ်လွန်သွားတော့သူ့မေကိုအချိန်ချင်းဖမ်းမှန်အိမ်မက်မခဲ့သည်သူ့မေကကားတိုင်းမှုတစ်ခုတွင်တည်ဆုံသွားခဲ့ပြီးထိုရှင်မောင်ကထွက်ပြေးသွားခဲ့သည်ဖြစ်ပွားခဲ့သည့်နေရာမှာဝင်းလံခေါင်ပြသောနေရာတစ်ခုဖြစ်ပြီးကင်မရာများလည်းမရှိတော့ကြောင်းတရားခံကိုရှာမတွေ့ခဲ့ကြရင်းဖြစ်ရသည်အကိုဝင်ပလီဘဝတွင်အပြစ်ရှိသလိုအခန်းစားရဆုံးအရာဖြစ်သည်သူသည်ဖြစ်နိုင်လျင်လူသက်သမားကိုယ်တိုင်ရှာ၍ကိုယ်တိုင်လက်စားချေခြင်းသည်သို့တော့သူကချီအောင်ကိုအီးမေးလ်ကိုမေးခဲ့သည်မှာချီအောင်ကသူ့ကိုကူညီစေခြင်းတော့ကြောင့်မဟုတ်ပဲချီအောင်ကိုအခက်တွေ့စေရန်ဖြစ်သည်မင်းကသိပြီးသားမဟုတ်ဘူးလားမင်းကမြောက်ကမဟုတ်ဘူးလား
ငါမေကိုရှာပေးစမ်းပါသူ့မြင်တွင်ချီအောင်မှာဖြစ်နိုင်ရရှိသောတုံ့ပြန်မှုနှစ်ခုသာရှိပေလိမ့်မည်တစ်ခုမှာသဘောတူဟန်ဆောင်ပြီးနောက်မတွေ့ဟုဆိုကလိန်ညာခြင်းဖြစ်သည်နောက်တစ်နည်းမှာညင်းဆန်ရန်နီလန်အမျိုးမျိုးရှာဖွေခြင်းဖြစ်သည်အကိုဝင်ပလေကလူသေးတယောက်လိုက်လွင့်ပါသည်ဆိုတော့တည်င်းုံမယုံကြည်ပေချီအောင်ဘလိုပဲတုံ့ပြန်ပါစေအကိုဝင်ပလေကသူ့ဝင်ရင်ဆိုင်ရန်နီလန်တစ်ခုစဉ်းစားထားပြီးဖြစ်လေသည်လာစမ်းပါငါ့ကိုညင်းလိုက်စမ်းပါဒါမှမဟုတ်ငါနဲ့အချိန်ဆွဲနေလိုက်လာစမ်းပါကွာအကိုဝင်ပလေကသူ့စိတ်ထဲတွင်အော်ဟစ်လိုက်သည်သို့တော့သူကချီအောင်ကိုသူစီစဉ်ထားသည့်အတိုင်းလှုပ်ဆောင်ရန်မျှော်လင့်နေချိန်မှာပဲချီအောင်၏စကားများသူ့ကိုအနေနဲ့စိတ်ရှုပ်ထွေးသွားစေခဲ့သည်ချီအောင်ကရေကြီးချင်းနှင်ပြောလိုက်သည်မင်းမေကိုရှားနေရလားရှားတယ်မလို့သူမင်းနောက်မှာရှိနေငဲပြန်နေလိုက်လွင်မဲ့အခန်း35မင်းတော်တော်ဟန်ဆောင်ကောင်းတာပဲဟန်ဆောင်မနေနဲ့ချီအောင်၏စကားကိုကြားတော့အခါအကိုဝင်ပလေမှာမသိစိတ်ဖြင့်နောက်သူ့လှည့်ကြည့်လိုက်ပြီးနောက်ဤကောင်သူ့ကိုလှည့်စားနေမဲ့ချစ်ချင်းသဘောပေါက်သွားသည်သူလိမ်မှုစနေပြီမင်းလိုအုံတော့မကောင်းတဲ့ငတုံးကောင်ကအကိုဝင်ပလေကိုလာလိမ်ရဲတယ်ဟုတ်လားဒီကောင်ကအကိုဝင်ပလေကသူ့ထက်လိမ်တာပိုတော်မှမသိသေးဘူးထင်တယ်ဟာဟာအကိုဝင်ပလေဒီလိုဟာမျိုးကိုသိခံလို့ဖြစ်မလားအကိုဝင်ပလေကတော့ဤဖြစ်ကိုသိခံနိုင်မည်မဟုတ်ပေသူကလူမိုက်တယောက်အဖြစ်မွေးဖွားလာတော့လေစိတ်ထဲမှာတော့မိဘကိုတည်တဲ့သူတယောက်ဖြစ်သည်တရုတ်လူမျိုးများသည်မိမြပင်မကောင်းမှုများလုပ်ပါစေမိဘပေါ်တည်တတ်မှုကိုတော့အရေးကြီးဆုံးအရာဖြစ်သတ်မှတ်ကြသည်သူနှလုံးသားသွေးနေသူတယောက်မဟုတ်လင်းပေါ့အကိုဝင်ပလေကစိုးုံသာဆိုခြင်းဖြစ်ပြီးသွေးနေသူတယောက်မဟုတ်ပေချီအောင်ကသူ့ဝင်နဲ့စားနောက်နေသည်ကိုကြားတော့အခါသူကမချင်မနှက်ဖြစ်ကပြန်လဲချေပါလိုက်သည်ညီလေးဟန်ဆောင်မနေနဲ့တော့မင်းပါရီကြံစီနေလဲငါသိရဲ့မင်းကလှိတ်ခွက်တွေသုံးပြီးငါ့ကိုလိမ်ဖို့ကြိုးစားနေရလားတောင်းပန်ပါတယ်ငါကမင်းပြောမြတ်ယုံမဲ့မင်းရဲ့အောက်ဆွဲမဟုတ်ဘူးချီအောင်ကသူ့ကိုလိမ်နေရလားရင်ကမဟုတ်ပေဘဲကြောင့်ဆိုတော့အကိုဝင်ပလေနဲ့ဗီယိုကိုခေါ်ပြီးနောက်သူကအကိုဝင်ပလေနောက်တွင်ရက်နေတော့အမျိုးသမီးကိုမြင်လိုက်ရတော့ကြောင့်ဖြစ်သည်ထိုမျိုးသမီးမှာအသက်60အရွယ်ခန့်ရှိပြီးပူပူပြက်ပြက်အသွင်ရှိလေသည်ချီအောင်သူမကိုမြင်လိုက်သည်နှင့်သူမသည်တဲတကောင်ဖြစ်ကြောင်းသိလိုက်သည်အကြောင်းမှာထိုမျိုးသမီး၏မျက်လုံးပေါက်များမှာသွေးများစီးကျနေပြီးမျက်နှာမှာစက္ကူကဲ့သို့ဖြူပြော့နေကခန္ဓာကိုယ်တစ်ချမ်းမှာလည်းကြိတ်ကြည်ခံထားရတဲ့ကဲ့သို့သွေးလိမ့်လိမ့်ဖြစ်နေသောကြောင့်ပင်မျိုးသမီးပုံစံသည်ကအလွန်ကြောက်စရာကောင်းလာသည်ချီအောင်ကထိုမျိုးသမီးမှာကားတိုင်းမှုဖြင့်တည်ဆုံခဲ့ရမည်ဟုခံမှန်းလိုက်သည်သူမ၏ပုံမှန်တဏ္ဍာမှာကြောက်မက်ဖွယ်ကောင်းတော့လဲအကိုဝင်မလေးကိုကြည့်နေတော့သူမ၏အကြည့်မှမူချစ်ချင်းမြတ်တာနှင့်စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည်ဤမျိုးသမီးမှာအကိုဝင်မလေးအမေဖြစ်ကြောင်းတန်တရားဖြစ်ပွဲမရှိပေအန်တီကျွန်တော်ကိုပြောခိုင်းချင်တာများရှိပါသလားချီအောင်ကအကိုဝင်မလေးကိုလိလူရှူကအဖွားကိုမေးလိုက်သည်မင်းငါ့ကိုမြင်ရလားမျိုးသမီးမှာအံ့အားသွားပုံရသည်ချီအောင်ကခေါင်းချင်းပြလိုက်သည်ဟုတ်ကဲ့ဒါအနိတာဟုတ်တယ်နော်မျိုးသမီးမှာအလိုစိတ်လှရှားသွားပုံရပြီးပြောလိုက်သည်ဟုတ်ပါတယ်ကျေးဇူးပြုပြီးကျမသားကိုအဲ့လောက်မမုန်းပါနဲ့ရှင်ရှောင်းကွေးကလူစိုးတယောက်မဟုတ်ပါဘူးကျမသူ့ကိုငေတော့ကောင်းကောင်းမဆုံးမခဲ့လို့ပါအဖွားမှာချီအောင်ကသူမ၏သားဒေါသထွက်မြူစိုးရင်ပုံရတော့ကြောင့်ချီအောင်ကိုအလင်းမဲ့တောင်းပန်လိုက်သည်ကိစ္စမရှိပါဘူးအန်ဒီဘာလို့မြောက်ကွာအောင်မသွားရလဲလူတွေသေးပြီးလေမြောက်ကွာကိုသွားရမည်မှသိကြသည်အဖွားဝင်ချီနေမှာခန်းသည့်သမီးနဲ့မတူတော့ကြောင့်ဝိညာဉ်ဖန်တမန်သူမကိုလာရှာခဲ့ပြီးသားဖြစ်ရပြီလိမ့်မည်ငါတောင်ထားခဲ့ဖို့စိတ်မချလို့ပါဝိညာဉ်ဖန်တမန်တယောက်ကငါ့ကိုလာခေါ်ပေမဲ့ငါမြောက်ကွာကိုမသွားချင်လို့ထွက်ပြေးပြီးပုန်းနေခဲ့ရမကြသေးခင်ကမှအိမ်ကိုပြန်ရောက်လာဒါဘလို့ချင်နေလေဝိညာဉ်ဖန်တမန်တယောက်ကလူပြေဝိညာဉ်လာဖန်တာတော့ထွက်ပြေးလို့ရသေးတယ်ဟုတ်လားချေအောင်မျက်မှောင်ကျိုးလိုက်ပြီးဤနေရာတွင်တခုခုတော့မှားယွင်းနေသည်ဟုသူ့စိတ်ထွေးတွင်ခံစားလိုက်ရတော့လေမြောက်ကွာမှာဝိညာဉ်ဖန်တမန်များအကြောင်းကိုသူသိမသိပေထို့ကြောင့်
ဤကိစ္စကိုဆက်မစိုးရင်တော့ပြီဘာပဲဖြစ်ဖြစ်သူမမိခင်ကောင်းတယောက်ဖြစ်သည်ဝိညာဉ်ဖန်တမန်လိုက်လံဖန်ဆီးခြင်းကိုရှောင်တိန်နေရလျက်ပင်သူမလူလောကရင်းတွေကသူမ၏သားကိုကြည့်ရှုစောင့်ရှောက်ပေးနေလေသည်အဲ့ဒီသားကိုပြောချင်တာများရှိပါသလားကျွန်တော်ကူညီပြီးပြောပေးနိုင်ပါတယ်ထိုစကားကိုကြားတော့အခါဖွားကအလင်းမြန်ခေါင်းချင်းပြပြီးပြောလိုက်သည်အင်းရှိရဲ့မင်းငါသားကိုပြောပေးလို့ရမလားရင်နောက်အမျိုးသမီးသည်သူ့ကိုသူမပြောချင်သောစကားများစတင်ပြောပြတော့သည်ချင်အောင်မှာသူမ၏စကားများကိုကြားလေပို၍အံ့ဩလာလေဖြစ်သည်ထို့နောက်သူစိတ်ရှုပ်ထွေးသွားသည်ချင်အောင်အဖွားဝင်နေစကားပြောနေစဉ်အကိုဝင်မလျာသူ့ကိုကြည့်ကမျက်မှောင်ကျိုးလိုက်သည်ဟန်ဆောင်နေမင်းတကယ်ကိုဟန်ဆောင်ကောင်းတာပဲမင်းဘယ်သူနဲ့စကားပြောနေရလဲမင်းဟာတကယ်ငတုံးပဲဒီလိုနည်းနဲ့ငါ့ကိုလိန်လို့ရမယ်ထင်နေရလားချေအောင်ကသူ့နောက်မှာလေးလူတဲ့စကားပြောနေပြီးသူ့ကိုလစ်လူရှူထားသည်သူပြောနေသောစကားများ၏အတိတ်ပဲရာသူဟာသူ၏အမေဆိုသူနှင့်စကားပြောနေသည်မှထင်ရှားသည်သို့သောရင်းရာကအလုံးသည်ဟန်ဆောင်နေခြင်းသာဖြစ်ပေလိမ့်မည်ငတုံးတယောက်ပဲမင်းကိုယုံလိမ့်မယ်မင်းတကယ်ကိုဟန်ဆောင်ကောင်းတာပဲအကိုဝင်မလျာချီအောင်ဘလို့ဆက်ပြီးဟန်ဆောင်ပြီးကိုတိတ်ဆိတ်ဆောင်ကြည့်နေလိုက်သည်တောက်ကျိုးနဲ့အခုတော့တရုတ်ဆောင်ပြနေပြီမိုက်တယ်ဒီတရုတ်ဆောင်ပညာကတော့တကယ်ကိုအိမ်ငိုက်စရာပဲမသိရသူဟာဆိုရင်အကိုဝင်မလေးမေကသူ့နောက်မှာတကယ်ရက်နေရလို့ထင်သွားလောက်တယ်ဒီကောင်ဘာလို့ဒီလောက်နာမည်ကြီးနေလဲဆိုတာအံ့ဩစရာမရှိတော့ဘူးသူတရုတ်ဆောင်ပညာတော်တော်လေးကောင်းနေတယ်အကိုဝင်မလေးလိုင်းမှာပြိတ္တများမှလည်းချီအောင်ကိုလှောင်မြောင်နေကြသည်သို့သောချီအောင်လိုက်မှပြိတ္တများမှာတော့စိတ်လှရှားလာကြသည်ချီအောင်လေထဲကိုစကားဆပြောလိုက်သည့်အချိန်မှာပဲပြိတ္တများနောက်ထပ်တရေတကောင်ရှိနေမှသိလိုက်ကြသည်ညီကိုတို့ခါကုန်းကြဟိကောင်းလိုက်တာဒီဝင်ပလေရဲ့အမေကသူ့နောက်မှာတကယ်ရှိနေပုံပဲချီအောင်ကဟိုတယောက်နဲ့စကားဆပြောနေပြီမြင်မြန်ခါကုန်းကြတောက်ကျိုးနဲ့ပထမဆုံးစကားတစ်ခုပြောလိုက်ကြတဲ့ကငါရှုပ်နေပြင်ဆင်ပြီးခါကုန်းပြီးကြည့်နေခဲ့တာဟာငါလည်းစတော့မယ်ငါသိတာပဲဒီဝင်ပလေကချိတ်ဆက်လာတဲ့ရွယ်ချက်ကောင်းတယ်မဟုတ်ဘူးလို့သူ့အိမ်မှာဘာတွေဖြစ်နေလဲကြည့်ကြရအောင်ပြိတ္တများမှာအချင်းချင်းနားလည်မှုရသွားကြပုံရသည်ချီအောင်လေထဲကိုစကားပြောနေသည်ကိုမြင်တော့အခါတခုခုတော့မဟုတ်တော့ဘူးသူတို့သိလိုက်ကြသည်ထို့နောက်ချီအောင်လေထဲကိုစကားဆပြောတော့အခါပြိတ္တများမှာတကားဝသို့ရွှွန့်သွားသူကြသည်သို့မဟုတ်အရင်ကကြံနေသောရွှွန့်များကိုအသုံးပြုပြီးသူတို့၏မျက်ခုံးများကိုတိုးထီကြသည်ထို့နောက်သူတို့အားလုံးမတရက်ကကိုကုန်းပြီးသူတို့၏ပေါင်ကြားမှသစဉ်ဖုံးစခရီကိုကြည့်လိုက်ကြ၏ဤပုံစံမှာထူးဆန်းပြီးရှက်စရာကောင်းသလိုအချိန်ကြာကြာကြီးမိလင်းလေလူမသက်မသာဖြစ်စေသည်သို့သောမြင်ရမည့်အရာကတော့အလွန်ဆက်လှုပ်ရှားစရာကောင်းသည်ချီအောင်လိုက်မှကြည့်ရှုသူများခါကုန်းပြီးအကုန်မလေးနောက်တွင်ရက်နေသောအဖွားကိုမြင်လိုက်ရသောအခါလူတိုင်းမြင့်သက်မိသွားကြသည်အမလီတောက်ကျိုးနဲ့လက်မီသေးတော့မယ်ဒါသေးရဲ့ပဲအရန်ကြောက်စရာကောင်းတာပဲသူ့ခန္ဓာကိုယ်တစ်ချက်အောင်ပုတ်နေရဲ့တော်တော်ဆူဆူဝါးသေးခဲ့တာပဲအမလီကြောက်လိုက်တာအဖွားကိုကြောက်မှုဖွယ်ကောင်းသောပုံမှန်တံလူတိုင်းကိုကြောက်လန့်စေခဲ့သည်မျက်လုံးပုတ်များမှာစီးကျနေသောသွေးများထူးဆန်းသောမျက်နှာနှင့်တချမ်းပုတ်နေသောခန္ဓာကိုယ်တို့အားလုံးဟာလူများထိတ်လန့်အောင်လုံးနိုင်သည့်ရှိပေသည်ထို့သောဖြစ်နေတော့လေပရိသတ်များ၏စူးစမ်းခြင်းစိတ်ကိုတော့မဖယ်ရှားနိုင်ခဲ့ပေသူတို့ဟာသူတို့၏ကြောက်ရွံ့မှုကိုချိုးနှိမ်ပြီးချီအောင်နှင့်ဖွားဝူ၏စကားပြောဆိုမှုကိုနားထောင်နေကြသည်ပို၍နားထောင်လေလေပရိသတ်များ၏မျက်နှာမူရာများမှာပို၍ထူးဆန်းလာလေလေဖြစ်သည်နောက်ဆုံးတွင်ပရိသတ်များအားလုံးအလွန်ထူးဆန်းသောအကြည့်များဖြင့်အချင်းချင်းကြည့်လိုက်ကြသည်ဟေ့ကောင်ဟန်ဆောင်လို့ပြီးပြီလားပြီးရင်လည်းငါ့ကိုရှင်းပြအောင်အကိုဝင်ပလေကချီအောင်၏အမျိုးမျိုးပြောင်းလဲနေသောမျက်နှာကိုကြည့်ကမေးလိုက်ချီအောင်ကခေါင်းကြီးလိုက်ခေါင်းခါလိုက်လုံနေပြီးတခါသူ့ကိုတနာစပွဲအကြည့်မျိုးဖြင့်ကြည့်တတ်သည်မင်းဘာလုပ်နေရလဲလှဲခွက်တွေတုံးနေရလားမင်းပြောပုံရဆိုမင်းကငါ့အမေကိုမြင်နေပေါ့ဒါဆိုရင်ငါမင်းကိုမေးမယ်
ငါအမေနာမည်ဘယ်သူလဲဟန်ဆောင်ရတာကြိုက်တယ်ပေါ့လေကောင်းပြီဒါဆိုရင်ငါမင်းကိုဟန်ဆောင်ခိုင်းမယ်မင်းငါအမေနာမည်ကိုသိလို့လားဆရာကျမနာမည်ကချန်ဆူးမေပါအဖွားကချီအောင်ဘယ်သူမှမသိတော့လေသူကတရေဖြစ်တော့သူမအောင်မြင်နိုင်သည်ကိုကြည့်ုံဖြင့်ထူးဆန်းသောလူတစ်ယောက်ဖြစ်ကြောင်းသိလေသည်ထို့ကြောင့်အဖွားကချီအောင်ကိုဆရာဟူ၍တလေးစားခေါ်လိုက်သည်မင်းမေနာမည်ကချန်ဆူးမေတဲ့ချီအောင်ကရေကျဲကျဲနဲ့ပြောလိုက်သည်အကိုဝင်ပလေးမှာချစ်ချင်းမြင်တက်သွားသည်မဟုတ်ဘူးလေငါသူ့ကိုငါမေနာမည်ကိုနာမပြောခဲ့ဘူးမဟုတ်လားသူဘလို့သိသွားတာလဲသူကချီအောင်ကိုအရင်ကပြောခဲ့သောစကားများကိုတေချာပြန်စဉ်းစားကြည့်လိုက်ရာသူကသူ့မေနာမည်ကိုတခါမှမပြောခဲ့ကြောင်းသတိရလိုက်သည်အကိုဝင်ပလေးနှလုံးသားထဲမသေးချာမှုတစ်ခုတိုးဝင်လာသည်သူဘလို့ငါမေနာမည်ကိုသိသွားတာလဲငါသဘောပေါက်ပြီဒီကောင်ကအချိန်ကြာကြီးလှက်ွက်တွေတုံးနေရဲ့သူငါအကြောင်းစုံစမ်းခိုင်းထားတာပဲဖြစ်ရမယ်ဘာပဲဖြစ်ဖြစ်ငါဒီလောက်နာမည်ကြီးရဲ့လိုက်လွင့်သူတယောက်ပဲငါစာတီမျိုးမှာအရန်နာမည်ကြီးဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့စုံစမ်းလို့ရတာပဲဒါဆိုမင်းကခုနကလျှို့ဝှက်စမ်းကြံဟန်ဆောင်နေရလူတွေကိုငါအကြောင်းစုံစမ်းခိုင်းမို့ဒီကောင်တော်တော်လေးတော့စွမ်းသားပဲဒါပေမဲ့ဒီလောက်ပါပဲမင်းငါမေနာမည်ကိုစုံစမ်းနိုင်တာလောက်နဲ့မလုံလောက်သေးဘူးမင်းကိုဖော်ထုတ်ဖို့ငါမှနီးလဲနေအများကြီးရှိသေးအကုန်မလေးကနှာခေါင်းရှုံပြီးမထီမဲ့မြင်ပြောလိုက်သည်ကောင်းပြီမင်းမရေးချင်းနဲ့နေတော့ရှိတာပဲငါမေကသူ့နာမည်ကိုသူကိုယ်တိုင်ပြောပြတယ်လို့တော့မပြောနဲ့နော်မင်းမေကိုယ်တိုင်ငါ့ကိုပြောတာချီအောင်ကခေါင်းချင်းပြလိုက်သည်တောက်အကုန်မလေးကချစ်ချင်းတော့ကန်သွားသည်သူကအနားမှရှိနေလေချီအောင်ပြီးကန်လိုက်လေပြီသို့တော့အကိုဝင်မလေးကသူ့စိတ်ကိုထိန်ချုပ်လိုက်သည်သူကမချိသွားဖဲပြုံးလိုက်ပြီးပြောလိုက်သည်ဒါဆိုရင်မင်းငါအမေကိုသူ့ဘန်ကတ်ထဲမှာပတ်စံဘလောက်ရှိလဲနဲ့သူ့ဘန်ကတ်စကဝက်ကဘာလဲဆိုတာမေးပြလို့ရမလားငဲပြန်နေလိုက်လိမ့်မယ်အခန်း36ပေးရည်များလို့နေပြီမင်းမိမှာဘန်ကတ်မရှိဘူးသူအသက်ရှင်စရာရှာထားတဲ့ပတ်စံနဲ့အကုန်လုံးမင်းဖြုံးပစ်လိုက်တာလေထိုစကားတခွန်းကြောင့်အကူမလေးတယောက်အငိုက်မိကစက်သေးသေးသွားသည်သူ့မိကွန်းကထောင်ချောက်တစ်ခုပင်ချီအောင်ကိုသူ့စကားပေါ်မူတည်ပြီးရှောက်ပြောရှောက်ခံမှန်းအောင်ဖန်ဆားလိုက်ခြင်းဖြစ်သည်ချီအောင်ဘာပဲခံမှန်းအမားသာဖြစ်ပေလိမ့်မည်အကြောင်းမှာသူ့မိတွင်ဘန်ကတ်လုံးဝမရှိသောကြောင့်ဖြစ်သည်အမှန်တရားမှာသူ့မိအသက်ရှင်စရာရှာဖွေထားသမျှပတ်စံအားလုံးကိုသူကိုယ်တိုင်ဖြုံးတီးဖြစ်ခဲ့ခြင်းဖြစ်သည်မင်းတကယ်ကြီးငါမျိုးတွေ့ရတာလားအကြောင်းရင်းမသိတော့လေအကိုဝင်ပလေးသည်သူ့နောက်တွင်စုံတစ်ခုရှိနေသလိုရုတ်တရက်ခံစားလိုက်ရသည်သူနောက်လှည့်ကြည့်ခြင်းတော့လေသူသည်လိုက်လွင့်နေခြင်းဖြစ်သည်ငါသာနောက်လှည့်ကြည့်လိုက်ရင်ငါမှပြစ်ရှိရဲ့လို့ခံလိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလားဒါတော့ဘယ်ဖြစ်ပါမလဲချီအောင်ကြီးကဲ့ရဲ့ပြောမြင်လိုက်ရတော့အခါအကိုမလေးဒေါ်တာထွက်လာသည်မောင်ရင်မင်းတို့တော့ဆွမ်းတာပဲမင်းလည်းလင်ချမ်းမျိုးပါပဲလားအကိုမလေးကတော့သူ့မိနောက်မှာရောက်နေသည်ဆိုတော့ချီအောင်ကြီးအတိတ်ပဲမရှိသည့်စကားကိုဘယ်တော့မှယုံမီမဟုတ်ဤချက်လက်ကိုချီအောင်ကစုံစမ်းထားခြင်းဖြစ်ရမည်ဟုသူထင်နေသည်တစ်ဖက်လူကတိုးတောင်းသောအချိန်တွင်သူ့မိကြောင့်စုံစမ်းနိုင်သည်ဆိုလျှင်ထို့သူသည်လင်းချမ်းမျိုးသားတစ်ယောက်ဖြစ်ရမည်ဟုသူတွေးလိုက်သည်ထို့ပြင်လင်းချမ်းတွင်လည်းဩဇာအာဏာတော်တော်ရှိလိမ့်မည်ဟုယူဆလိုက်သည်ကျွန်တော်လင်းချမ်းမျိုးမဟုတ်ဘူးချီအောင်ကခေါင်းခါလိုက်သည်ဟန်ဆောင်နေစမ်းပါနဲ့ကွာအကူဝင်ပလီကမောက်မာပြီးထိမ့်နိုင်သိမ့်မြလှောင်ပြုံးကချီအောင်ကိုစိုက်ကြည့်နေလိုက်သည်ချီအောင်ဝင်မကန်လဲကိစ္စမရှိသူကမင်းကိုတစ်ခုကိုဆက်မေးလိုက်သည်ကောင်းပြီလေမင်းကပြောရရင်မှန်တယ်လို့ငါလောလောဆယ်တတ်မှတ်လိုက်မယ်ဒီနောက်ဆုံးမင်းကိုသာမင်းဖြစ်နိုင်ငါမင်းကိုစူပါဒုံးမြတ်အလုံး90ချက်ချင်းပေးပြမယ်လာစမ်းမင်းကိုငါအကြောင်းပြရသေးရပေါ့ပြောလေချီအောင်ကခေါင်းညင်ပြလိုက်သည်ငါမေကကားထိုက်မှုနဲ့ဆုံးသွားတာတစ်ဖက်လူကထွက်ပြေးသွားတယ်ဒီနှစ်တည်းအတွင်းမှာငါအဲ့ဒီတိုက်ပြေးသမားကိုအသေးအသေးလိုက်ရှာနေခဲ့တာမင်းသာငါမေကိုတကယ်တွေးခဲ့တယ်ဆိုရင်သူ့ကိုဘယ်သူတိုက်သွားတာလဲလို့မေးပေးစမ်းပါဒီကိစ္စသည်အကူမလေးရင်ထဲကစူတချောင်းဖြစ်သည်ထို့ပြင်
သူအစိုးရအောင်ဆုံးအရာလည်းဖြစ်သည်ချီအောင်နောက်တစ်ခါအတိတ်ပင်မရှိရတွေရှောက်ပြောတော့မျိုးဝင်ပလေသိတော့လေသူလိုချင်သည်မှာတစ်ဖက်လူရှောက်ပြောရန်ပင်ဖြစ်သည်သို့တော့သူ၏စကားကိုကြားပြီးနောက်ချီအောင်၏မူရာသည်ရုတ်တရက်ထူဆန်းသွားပြီးသူ့ကိုစိုက်ကြည့်လာသည်ထိုအကြည့်ရဲခြင်းတလူလိုတနာနေတလူလိုဘလို့အကြည့်မျိုးပါလဲဘာလဲအဲ့ဒါဘလို့အကြည့်မျိုးလဲငါ့ကိုတနာနေရလားငါမင်းရဲ့တနာမှုကိုလိုရလူလားကွအကိုမလေးသည်သူ၏မာနာကိုထိပါခံလိုက်ရတယ်လို့ခံစားလိုက်ရသည်ဒီကောင်ကဘလို့ကိုတနာနေရလဲငါမေဆုံးသွားတာမှန်ပေမဲ့အခုငါလင်ချင်မြို့မှာနမဲကြီးတယောက်နမဲကြီးအင်တာနက် celebrity တယောက်ဖြစ်နေပြီမင်းကငါ့ကိုတနာတယ်ဟုတ်လားအန်ဒီသူ့ကိုတကယ်ပြောပြချင်လို့လားချီအောင်ကချန်ဆူးမေကိုလှမ်းကြည့်လိုက်သည်ချန်ဆူးမေကခေါင်းငိမ်ပြသည်မပြောပြရင်ငါသားလေးကတနာစရာကောင်းလို့ပါတယ်ချီအောင်ကြီးမျက်နှာထားတည်သွားသည်တကယ်တော့ဗျာဒီကိစ္စကိုသူ့ကိုမပြောပြတာသူ့အတွက်ပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်ဖြစ်သူအခုအရန်သက်သောသက်သာနေရတာပဲတချို့အရာတွေကတီးလိုက်ရင်သူ့ကိုပြိုလဲသွားစေနိုင်တယ်ခင်ဗျားဘယ်လိုထင်လဲချီအောင်မပြောပြခြင်းမဟုတ်ပဲဤเจ้าသာပြောလိုက်ပါကဝင်ပလေတယောက်ပြိုလဲသွားနိုင်သောကြောင့်ဖြစ်သည်ချန်ဆူးမေ၏ဆန္ဒမှာသူမ၏သာဘေးကင်းလုံခြုံစွာနေထိုင်သွားသည်ကိုမြင်လိုခြင်းဖြစ်သည်အခုသူကောင်းကောင်းမွန်မွန်နေထိုင်နေရပြီမဟုတ်လားထို့ကြောင့်အတိတ်မှဖြစ်ရတစ်ခုကိုအမှန်တိုင်းပြောပြလိုက်လို့မိသူဘောမြကောင်းကျိုးမရှိလေထိုကိစ္စကိုမပြောသင့်ဘူးချင်အောင်ယူဆလေသည်ဒါဆိုလည်းပြောတော့ပါဦးလေဆရာပြောတာမှန်ပါတယ်ရှောင်းကွေးကငယ်တွေကနည်းနည်းအားငယ်တပြီးမာနကလည်းအရင်ကြီးရဲ့ဒီเจ้าသာသူတည်သွားရင်သူတကယ်ခံနိုင်ရရှိမှာမဟုတ်ဘူးခဏမြစဉ်းစားပြီးနောက်ချန်ဆူးမေသည်ချီအောင်ပြောတာတဘာဝကြသည်ကိုထင်တော့ကြောင့်ချစ်ချင်းတဘောသူလိုက်သည်မပြောတော့ဘူးဟုတ်တယ်ကျွန်တော်လည်းအဲ့လိုထင်တယ်ချီအောင်ကခေါင်းငိတ်လိုက်သည်ဟုတ်တယ်အကိုဝင်မလေးသာဒီเจ้าတည်သွားရင်သူလူသက်လောက်တယ်လူသက်တာတစ်ထောင်ပိုဆိုးနိုင်တယ်သူစိတ်ဆသမားတော်ဖြစ်သွားနိုင်တယ်ဘာလို့မှမသိဘူးငါအကိုဝင်မလေးကိုတကယ်တနာမိသွားပြီဒီကောင်းပုံစံကမကောင်းပေမဲ့တကယ်တော့တနာစရာပဲဟုတ်ပါအကိုချင်းကတော့စိတ်ထားနူးညံ့တော့မယ်ငါထင်တာတော့အကိုချင်းကကိုဝင်မလေးကိုငဲ့ညာနေရမဟုတ်ဘူးအန်ဒီချန်အတွက်စဉ်းစားပေးနေရအန်ဒီချန်လည်းတနာစရာလူတယောက်ပါပဲချီအောင်ကြီးလိုက်ဆွေးမှကြည့်ရှုသူအများပြသည်ချန်ဆူးမေကချီအောင်ကအစောပိုင်းကပြောခဲ့သည်များကိုတည်တည်ချာချာနားထောင်ခဲ့ကြသောကြောင့်ချီအောင်ကိုနားလည်ပေးကြသည်သူကစေတနာကောင်းနေလှုပ်ချင်းဖြစ်သည်မဟုတ်လေအကိုမလေးသည်အမှန်တရားကိုသိသားခြင်းနဲ့လုံးဝခံနိုင်ရှိမဟုတ်ပေဟေးကောင်မင်းဘာလုပ်နေရလဲငါ့ကိုလာလှည့်စားနေရလားမင်းဖြစ်မစဉ်းစားနိုင်တော့မဟုတ်လားချီမင်းကဘလောက်တောင်တော်နေလဲမှတ်တယ်ဒီလောက်ပဲလားချီအောင်ကသူ့ဘာသာသူစကားတွေပြောပြီးလျှို့ဝှက်ဆန်းကျယ်တွေလုံနေသည်ကိုကြားတော့အခါအကိုဝင်မလေးကဒေါသထွက်လာသည်ငါ့ကိုတကယ်ပဲငတုံးလို့ထင်နေရလားဘာလဲမင်းကငါအမေနဲ့တခုဆွေးနေနေရလားမင်းပြောတဲ့ပုံရဆိုရင်မင်းကငါအမေကားတိုက်မှုမှန်တရားသိနေရပေါ့ငါ့ကိုပြောသေးတာငါပြိုလဲတော့မှဆိုလို့လားတကယ်ရေးစရာပဲငါဝင်ပလေဂုံပုံနဲ့အဆင့်တန်းဘာလဲဆိုတာမင်းမသိသေးဘူးထင်တယ်ညီလေးဟမ်ဆောင်စမ်းပါနဲ့ငါဝင်ပလေကအတွေ့အကြုံပေါင်းများစွာဖြစ်တန်းလာခဲ့ပြီးမင်းမပြောတဲ့ရှင်တဲ့တဲ့တာပြောလိုက်စမ်းပါချီအောင်ကသူ့ဟာကစားနေမှတွေးထားတော့လေထို့အတွေ့ရပင်ဝင်ပလေဆက်စုခြင်းစိတ်ကိုလှုံ့ဆော်လိုက်သည်တစ်ဖက်လူကသူ့ကိုတမင်တကာစိတ်ဝင်စားအောင်လုပ်နေမှသူသိတော့လေသူမခံမရနိုင်ဖြစ်နေသည်တစ်ဖက်လူနောက်တစ်ခါပါလို့မျိုးသိကျင်နေသည်မင်းမိကိုငါဂတိပေးထားတယ်မင်းကိုမပြောတော့ဖုံးချလိုက်တော့ဘွားကိုကောင်းကောင်းမွန်ဖြတ်တန်းပါပြီးတော့မင်းရဲ့သမီးငယ်လေးပေါ်ကောင်းကောင်းဆက်ဆံလိုက်ပါချီအောင်သည်အကိုဝင်မလေးနဲ့အတိတ်ပဲမရှိရရဲ့ဆက်ပြောမနေတော့ရင်ဆုံးဖြတ်လိုက်သည်နေအောင်မင်းဘာလို့ဆိုလိုတာလဲငါသမီးငယ်လေးကိုကောင်းကောင်းဆက်ဆံရမယ်ဆိုတာဘာအတိတ်ပဲလဲတတိချာချာရှင်းပြစမ်းအကိုဝင်မလေးချစ်ချင်းမကြည်မနဲ့ဖြစ်သွားသည်သူတွင်ကလေး၃ယောက်ရှိပြီးသား၂ယောက်နဲ့သမီး၁ယောက်ဖြစ်သည်သူစိတ်ထဲတွင်
တားယောက်ျားလေးကိုပူတတ်မှုထားတတ်သူဖြစ်သောကြောင့်လားမသိအကိုဝင်မလေးသည်အမြဲတစေငယ်ဆုံးသမီးလေးပေါ်ခက်တန်းနဲ့သာဆက်ဆံတတ်၏သူ့သားနှစ်ယောက်ကိုသာအလိုမင်းအလိုလိုက်ထားသည်ငါ့ကိုငါသမီးငယ်လေးပေါ်ပိုပြီးကောင်းကောင်းဆက်ဆံခိုင်းတာဘာသဘောလဲငါ့ကိုတိတိကျကျရှင်းပြစမ်းအကိုဝင်မလေးတယောက်ဒေါသထွက်နေလိမ့်ပြီမရှင်းပြအောင်ချီအောင်ကကောင်းခါလိုက်ပြီးချန်ဆူးမေကိုပေးထားတော့ကတိအတိုင်းမပြောဘဲနေလိုက်သည်ထို့နောက်သူကဗီယိုကောကိုပိတ်ချလိုက်သည်တောက်ကျိုးနဲ့တိန်နာကြဘန်းချီအောင်ကဗီယိုကောကိုပိတ်လိုက်သည်ကိုမြင်သောအခါအကိုဝင်မလေးကဒေါသတကြီးဖြင့်အန်ကျိလိုက်သည်သူချစ်ချင်းပြန်ခေါ်တော့လေချီအောင်ကချလိုက်သည်နောက်တစ်ခေါက်ထက်ခေါ်တော့လေထက်ချလိုက်ပြန်သည်အကိုမလေးဒီကောက်ကိုလက်ဆောင်လေးပေးလိုက်သူ့ရဲ့ချက်တွေကပတ်စံလိုချင်လို့ပဲဟုတ်တယ်လျှို့ဝှက်ကစားတဲ့ကောင်တွေကပတ်စံပဲလိုချင်တာမဟုတ်လားသူ့ကိုအရင်လက်ဆောင်ပေးလိုက်ပြီးမှအပြင်မှာတွေ့ပြီးပတ်စံပြန်တောင်းမို့ဟုတ်တယ်အဲ့ဒီကောင်မျက်နှာတာမပေးသူ့ကိုလက်တိတ်ဘွားရဲ့အရာတော်မီးစမ်းခိုင်းလိုက်အကိုဝင်မလေးပြိတ္တများသည်မီးလောင်အားလေးပင်လောက်ရတွင်အလူကျွမ်းကျင်ကြပြီးဤချင်းတွေကိုမြင်သောအခါအကိုဝင်မလေးကိုမကောင်းသောကြံတွေပေးကြတော့သည်ဟုတ်တယ်ငါသူ့ကိုရင်လက်ဆောင်ပေးလိုက်မယ်သူငါနဲ့ဗီယိုကိုခေါ်ပြီးအားလုံးရှင်းပြပြီးသွားရင်အပြင်မှာတွေ့မယ်ဒါပဲထို့ပြင်အကိုဝင်မလေးသည်သူပေးတာမလုံလောက်မှကိုဆိုရင်ပြီးတစ်ဖက်လူကသူ့ကိုလွတ်လွတ်ရှူသွားမိကိုကြောက်နေသည်သူအန်တင်းတင်းကြိတ်လိုက်ပြီးချီအောင်စီသူစူပါဒုံးမြအလုံး66လုံးကိုတစ်ခါတည်းပို့ပစ်လိုက်သည်သူကပတ်စံကုန်တီကိုပဲတိတ်ကြီးမဆိုင်တော့ပြီအเจ้าမှာဝင်ပလွေသည်ယနေ့လိုက်ပြီးဆုံးသွားလျင်ချီအောင်နေအပြင်မှာတွေ့ရင်အသင်ပြင်ထားပြီးဖြစ်တော့ကြောင်းသည်ငါဘလောက်ပဲပတ်စံကုန်ကုန်ဒီကောက်ကိုနှစ်ဆပြန်ပေးခိုင်းမယ်အနောက်မြဝင်ပလီမှာစူပါဒုံးမြ66လုံးလက်ဆောင်ပေးလိုက်ပါပြီအနောက်မြဝင်ပလီမှာတင့်ထန်တို့ဘီယိုကိုတောင်းဆိုလိုက်ပါသည်မူလာချီအောင်သည်ဝင်ပလီကိုဝီယူဆိုင်ရဲ့ရွေချက်မရှိတော့လဲသူပေးတာတကယ်ကိုများလို့နေသည်စူပါဒုံးမြကြီးပဲ66လုံးထိုပမာဏလူစားများပေသည်နောက်ဆုံးနေ့ချီအောင်ကချင်ရမရတော့သဖြင့်လိုက်စရင်းထဲမှာပြိတ္တများကိုအကြံတောင်းလိုက်သည်ညီကိုတို့သူ့ပြောပြလိုက်ရမလားအလုံး66လုံးကစူပါဒုံးမြနေကြီးပဲနော်ရရလေသူဒီလောက်သိချင်နေမှာတော့ပြောပြလိုက်ပါတနာစရာအကုန်မလေးသူမကြခင်ပြိုလဲမသွားဖို့မျှော်လင့်ပါတယ်သူတို့ကတိတီးပြီးစူပါဒုံးမြအလုံး90ပို့ပေးပြီးပြီပဲကိုချင်းပြောပြလိုက်ပါနောက်ဆုံးနေ့ချီအောင်နဲ့သူ့ပြိတ္တများဝင်ပလီကိုအမှန်တရားပြောပြရင်တင်းညစ်တညွတ်တဲ့ဆုံးဖြတ်လိုက်ကြသည်ထို့ကြောင့်ချီအောင်သည်အကိုဝင်ပလီနဲ့ဗီဒီယိုကောကိုနောက်ချိန်ပြန်ခေါ်လိုက်သည်ညီလေးငါပြောမယ်ငါမင်းကိုလက်ဆောင်ပေးပြီးပြီငါ့ကိုလာမလဲစားနေတော့မင်းသိရတယ်အကုန်ပြောစမ်းဒါဆင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်ညီမတို့ရဲ့ WhatsApp Novel Channel ကနေပြီးတော့အပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တွေမှာဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါအောင်နော်